ဦးဇင်းတို့နာမည်ကောင်းဖို့ထက်စိတ်ရင်းကောင်းဖို့ကပိုးပြီးတော့အရေးကြီးတယ်လို့ဒီလိုမှတ်ရမယ်နော်တချို့ကနာမည်လေးတွေတော့လှနေအောင်ပေးကြတာပဲသူ့ထက်မှာဒါပေမဲ့လို့စိတ်ရင်းကောင်းအောင်ကိုယ့်ကိုပြိုးထောင်ဖို့ပြုပြင်ဖို့ကြတော့မကြိုးစားကြနာမည်ကောင်းလို့အဲ့နာမည်ကကုသိုလ်လည်းမဖြစ်ဘူးအကုသိုလ်လည်းပဲမဖြစ်စေနိုင်ဘူးပညတ်ပဲနာမည်ဆိုတော့ခေါ်လို့ရဖို့ရသတ်မှတ်ပညတ်ပေးထားတာဒါပဲနာမည်ကြောင့်ဘာအကုသိုလ်မှလည်းမရဘူးဘာကုသိုလ်မှလည်းမရနိုင်ဘူးစိတ်ရင်းကောင်းမှစိတ်ကောင်းမွေးမှလူကောင်းဖြစ်မှလူကောင်းဖြစ်မှကောင်းတဲ့အလုပ်တွေလူတယောက်လှုပ်သွင်းလှုပ်ထိုက်တဲ့အလုပ်တွေကိုလူပိသားဆိုတာလုပ်နိုင်မှာဒါမှလူတော်လူကောင်းတယောက်ဖြစ်မှာဘုရားတော်မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကဇေတဝန်ကျောင်းတကာကြီးအနာရပိန်တထေးကြီးဟာသူ့ငငယ်တုန်းကသဲတော်ဖုတ်တော်ဖုံတော်သဲတော်ဖုံတော်ထဲမှာလမ်းပေါ်မှာအိမ်ဝန်းထဲမှာတစ်ပင်အောက်မှာငယ်တော့သူကစားခဲ့တဲ့နေရာတွေပေါ့အဲ့လိုအတူလေပင်ဖတ်ပြီးတော့ကစားနေကြကစားပေါ်ကစားပဲတငယ်ချင်းတယောက်ရှိခဲ့ဘူးတဲ့ငယ်တငယ်ချင်းနာရပင်တထေးကြီးမှာသူ့နာမည်ကကာလကန္နီတဲ့ကာလကန္နီတဲ့ပါဠိနာမည်မြန်မာလိုပြောရလို့ရှင်တော့ငမဲတာဆိုတာလည်းသွားတူးနေမှာပေါ့နော်ကာလဆိုတာမဲနဲ့တာကာလကရုပ်တာအဲ့ဒါမဲညက်ရုံညံ့နေဆိုအတိတ်ပဲထွက်နေတာနာမည်ကတချို့လည်းပဲမစီမဆိုင်ကြီးကြီးကျယ်ကျယ်နော်ကြီးလို့ကြီးကျယ်ကြတယ်လို့ပြောအောင်ပေါ့တချို့လည်းပတ်စံရှိတဲ့လူလည်းပြည့်စုံတဲ့လူတွေလူတယောက်ကိုသူသတ်မှတ်ထားတဲ့တောင်းဝတ္တရားလုပ်ငန်းအလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရင်ပြီးတာပဲလေဒါအရေးချင်းကအဓိကအရေးကြီးတာဥစ္စာအဲ့ဒါမဟုတ်ဘူးဟာဒီလူကတော့ဘာဖြစ်လို့ဟိုလူကတော့ဘာဖြစ်လို့နဲ့နော်လူချင်းကိုခွဲချမ်းစိတ်ဖြာအဲ့ဒါလိုဖြစ်တာနော်မတူသလိုမတန်သလိုနဲ့အကုန်လုံးသိရမဲ့လူကြီးပဲလူတိုင်းသူ့မိသားစုသူ့နေရာသူတော့အကုန်တန်ဖိုးရှိကြတဲ့လူတွေကြီးပဲအဲ့ကြတော့ကိုယ်လုံငန်းနဲ့ပတ်သက်နေတယ်ဆိုရင်လည်းဘယ်သူမှနှိမ်ချပဲထင်သေးမြင်သေးဆက်ဆံဖို့မလိုပါဘူးထင်သေးမြင်သေးဆက်ဆံဖို့မလိုပါဘူးကိုပိုင်စားနဲ့ထားတဲ့ပစ္စည်းဆိုလည်းတရားပါရမမဟုတ်ပဲဒီဆွေမျိုးမြတ်တယ်တို့ဘာတို့ဆိုတာလည်းတဘောအစားပါပဲဒါကလည်းလောကပညာချက်ပဲဆွေမျိုးမြတ်တိုင်းသူတော်ကောင်းဖြစ်တာမဟုတ်ဆွေမျိုးမြတ်တိုင်းကုသိုလ်ရတယ်လည်းမဟုတ်ဘူးဒီကဆွေမျိုးမြတ်ဖို့တဲ့စိတ်ထားမြတ်ဖို့ကပိုအရေးကြီးပါတယ်ဒီမှာလည်းအနာတိုင်းတထေးကြီးရဲ့ဆွေမျိုးတွေကတထေးမျိုးနွယ်တွေကအဲ့ဒါသူတို့ကသဘောမကျနာရမတထေးကြီးကကာလကန္ဒီတချို့ရှိရလေပတ်စံချမ်းသာတယ်လို့ငယ်တော့ကိုကလေးနဲ့ရင်းနှီးနဲ့ចောင်းသွားပေါ်ចောင်းသွားဘက်ငယ်ချင်းတွေပါတယ်တအားဆင်းရဲနေပါတဲ့ကလေးတွေမပေါင်းနဲ့သူတို့နဲ့ဘာစင်တမ်းမှမရှိဘူးဆိုတာမျိုးတွေအဲ့လိုနော်အဲ့လိုဒီမှာလည်းပဲအဲ့ဒါအမျိုးတွေကမကြည်ဘူးနာရမတထေးကြီးလည်းသူ့တငယ်ချင်းသူငယ်ရကစားပေါ်ကစားပဲငယ်တငယ်ချင်းဆိုတာတန်ရောက်စင်လည်းရှိတယ်ဆင်းရဲနေတဲ့အခါကျတော့လာစာရိတ်ခါပေးပြီးတော့ဘန္တာထိန်ပေါ်အိမ်ဆောင်ဒီနေ့ခေတ်ခေါ်ဘယ်လိုခေါ်မလဲခြံဆောင်ခေါ်မလားအဲ့လိုမျိုးသူ့အိမ်မှာနေစရာပေးပြီးတော့ခြံဆောင်တောင်းပေးထားတာသူကအိမ်နဲ့ဝင်လာတဲ့လူတကားဖွင့်ပေးတာတို့ဘာလို့အဲ့ဒါမျိုးလှုပ်ရှင်လောက်အောင်မှာပေါ့လေဒီနေ့ခေတ်အမြင်ကြည့်တာပါအဲ့ပုံစံမျိုးဖြစ်ဖို့များတော့ပါတယ်အဲ့ဒါလူတွေကသူ့ဆွေမျိုးတွေကလူတွေဆိုမှတခြားလူတော့မဟုတ်ဘူးတထေးမျိုးတွေကတိတ်မကြိုက်ကြမလီနာမည်ကြီးလည်းကြက်သေးတုံးလိုက်တာဒီလိုလူမျိုးများရှာဖို့ပဲတငယ်ချင်းလောက်ပြီးပေါင်းတတ်ပါပဲတဲ့တို့တထေးကြီးကလည်းဒီလောက်အမျိုးကောင်းအဆွေကောင်းရုပ်ရည်ပြည့်စုံတဲ့ပုဂ္ဂိုလ်နာမည်ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပေါ်လာပါရဲ့နဲ့ဒီလူကြက်သေးမရှိတဲ့လူကိုမှဒီလောက်အောက်ကြနောက်ကြရှိတဲ့လူဒီလောက်ဆင်းရဲနှုံချနေတဲ့လူကိုမှအဲ့ဒါနေရာပေးရသလားအလုပ်ပေးရသလားဆိုပြီးတော့တခါတည်းကဲ့ရဲ့သင်းချိုကြအလုတ်ထုတ်ခိုင်းတာပေါ့တခြားလူတယောက်ကိုအလုတ်ခန့်ခိုင်းတာဒါပဲမဲ့အနာရမင်းတထေးကြီးကမထုတ်နိုင်ဘူးတဲ့ငါတငယ်ချင်းကိုနာမည်ဆိုတာခေါ်ဖို့ပဲသူအယုတ်ဆိုးသည်ဖြစ်စေအယုတ်လှသည်ဖြစ်စေအယုတ်ကြီးကလည်းချက်စားလို့ရတာမဟုတ်ဘူးလူတယောက်ကကိုချင်းတရားကောင်းဖို့နဲ့
စိတ်ရင်းကောင်းမှုကအရေးကြီးတာဟုတ်တယ်လေပစ္စည်းဥစ္စာထိန်းသိမ်းရတဲ့ပုဂ္ဂိုလ်ယုံကြည်ရကိုမိသားစုနဲ့အနည်းဆုံးမှရှိတဲ့ပုဂ္ဂိုလ်ပဲလေခြံဆောင်လို့ပါတယ်ဆိုရင်လေစိတ်ရင်းကောင်းပြီကိုယ်ချင်းတရားကောင်းတဲ့သူမှသာလေနော်အဲ့နေရာတွေကယာဒူးမကြည့်ပြီမဲ့လို့စိတ်ရင်းကောင်းပြီကိုယ်ချင်းတရားကောင်းတဲ့သူမှသာလေအင်ရှင်မိသားစုတွေနဲ့စိတ်ချမ်းသာလက်ချမ်းသာစိတ်ချလက်ချသူ့ကိုအိမ်ဆောင်ထားလို့ရမယ်ခိုင်းလို့ရမယ်စိတ်ရင်းမကောင်းတဲ့ကိုယ်ချင်းတရားပြည့်ရင်လည်းဘလောက်ရုပ်တွေချောနေနေဘလောက်နာမည်တွေလှနေနေအဲ့လိုထားစီပါလားအိမ်ထဲကပစ္စည်းခိုးလို့တောင်ကုန်သွားလို့မတတ်ကြနဲ့ဘာမှအဲ့တို့တစ်ခေါက်တော့အဲ့တို့တစ်ချောင်းတော့ကြာမှာမဟုတ်အဲ့ဒါခိုးလိုက်လို့အဲ့ဒါမျိုးနော်အဲ့ဒါလောက်သစ္စာရှိပြီဒါလောက်ယုံကြည်လို့ရတယ်ငါတငယ်ချင်းကိုငါမစွန့်လို့နိုင်ဘူးဆိုပြီးတော့မစွန့်ဘူးအလောက်ခံတာတထေးကြီးကသူတို့ကဟိုမင်းကအသိမှတ်ပြရတဲ့တထေးကြီးဆိုတာတထေးဩဇာလည်းရှိတော့ဘယ်သူမှဆွေမျိုးတွေကမပြောရဘူးပြောရဆိုတော့လက်ခတ်တယ်ဆိုပြီးတိုင်းမနေကြတနေ့ကျတော့တထေးကြီးကခရီးထွက်သွားသူငယ်ချင်းကိုမှားတာတငယ်ချင်းရေဒီနေ့တော့ငါခရီးသွားမယ်ဟဲ့အဲ့ဒါမဲ့အိမ်ကိုတခြားကြည့်ရကွာငါလည်းမရှိဘူးဆိုတော့ကာလကန်ဒီဆိုတဲ့အဲ့ဥမေဒါနာရမတထေးကြီးတငယ်ချင်းကဒီနေ့ငါတငယ်ချင်းမရှိဘူးငါတငယ်ချင်းမရှိဘူးဆိုတော့ငါတငယ်ချင်းရဲ့အိမ်ကိုငါစောင့်ရှောက်ရမှာတောင်းဝတရားရှိတယ်သူသားသမီးတွေမိဘဆွေမျိုးညီကိုမောင်နှမတွေဘယ်လိုပဲငါ့ကိုမကြည်တော်လဲပဲငါစောင့်ရှောက်ရမယ်ဝတရားရှိတယ်ငါထားတာကလတ်သေးကလမောအိမ်နေလို့မဖြစ်ဘူးဆိုနိုးနိုးကြကြသူစောင့်ရှောက်အဲ့ချိန်နာရမတထေးကြီးအိမ်မှာမရှိဘူးဆိုတော့တရင်ကိုကြားတော့ဒီအိမ်ကတော့အုပ်စီးမဲ့ခေါင်းဆောင်မရှိဘူးငါတို့ဒီနေ့ညဝင်ပြီးတော့လူရင်ရမှာပဲဆိုပြီးတော့ခိုးသားတွေကအိမ်ကိုဝိုင်းပြီးတော့သူကညကလေးကင်းပေါ်ဝတ်ပြီးတော့နေတဲ့အဲ့ဒါကိုကာလကန်ဒီဆိုတဲ့အဲ့ခြံစောက်နာရမတထေးကြီးတငယ်ချင်းကတိသွားတော့ဟာအိမ်ထဲရှိတဲ့လူတွေနဲ့ထွက်ပြီးတော့ဟလာလောကကိုင်းအောင်လဲဒီလူတွေကငါစကားနားထောင်မှာမဟုတ်ဘူးငါဘယ်လိုလုပ်ရပါမလဲသူအကြံထုတ်တယ်ဒီခိုးသားတွေဆိုတာသူလက်ထက်မှာလက်နက်ပါတယ်ငါတယောက်တည်းထွက်လိုက်တယ်ဝိုင်းရိုက်ခံအဲ့ဒါမဖြစ်ဘူးဘယ်လိုလုပ်ရမလဲဆိုသူတွေးပြီးအိမ်ထဲရှိတဲ့လူတွေလိုက်နှိုးပြီးတော့ကဲတို့ဆိုကြကကြမယ်ကွာဆိုပြီးတော့တချင်းနေဆိုပြီးကြမှုတ်ကြကကြခုံကြသူ့လူတွေနဲ့သူနဲ့နှိစက်တဲ့လူတွေနဲ့ပေါ့လေအဲ့လိုတိုင်းလို့ဆူညံတော့အောင်မိတွေလိုက်ထွန်းလင်းထိန်တော့အောင်ပေါင်တဲ့နေရာမရှိအောင်တခိုးတွေကသူတို့မှောင်ရိပ်ခိုးပြီးကက်နေတယ်မိတွေလိုက်ထွန်းလိုက်တော့ခိုးစရာနေရာပြောက်သွားတာပေါ့အိမ်ထဲလူတွေရှိတယ်တတိယမရှိပြီမဲ့လို့စီလုံးကြတယ်လူတွေနိုးနေတယ်ငါတို့ဒီညတော့ခိုးလို့ရမှာမဟုတ်ဘူးဆိုလက်နက်တွေလွန်ပြစ်ပြီးတော့ပြန်သွားကြအဲ့ကြတော့မှအဲ့ဒါမန္တလေးတော့သူတို့ဆုံးပြသွားတဲ့လက်နက်တွေကိုတွေ့တယ်တထေးကြီးပြန်လာတဲ့အခါကျတထေးမဲအမလီတင့်တငယ်ချင်းကာလကန်ဒီကိုမဲတာကျေးဇူးပေါ်သူအကြံကောင်းလို့တခိုးဘေးကလွတ်ထားဆိုသူထက်ငါတခါတည်းသဘောကျတဲ့လူတွေကဝိုင်းပြောတော့တထေးမင်းကကဲမင်းတို့မြင်ပြီးမဟုတ်လားငါအမျိုးတွေပြောတဲ့အတိုင်းသာခင်ဗျားတို့ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးတို့ခင်ဗျားတို့ပြောတဲ့အတိုင်းသာကျုပ်တငယ်ချင်းကိုပြစ်လိုက်မယ်ဆိုရင်ကျုပ်ပစ္စည်းဥစ္စာတွေဒီကနေ့လူခံအခိုးခံရလို့ကုန်ပြီလူအသက်တောင်မှပါသွားနိုင်တယ်မိသားစုတွေအသက်တောင်ဆုံးရှုံးသွားနိုင်တယ်ဒီကနေ့ကစပြီးကျုပ်တငယ်ချင်းကိုဘယ်သူမှစွန့်ပစ်ကြောင်မပြောနဲ့ဆိုပြီးတော့တထေးကြီးကပိတ်လိုက်အဓိကပြောချင်တာကသူဘယ်ဆင်းရဲတဲ့ဘဝလာချမ်းသာတဲ့ဘဝကလာရုပ်ဆိုးရုပ်ချောနော်နာမည်လှမလှစိတ်ရင်းလှဖို့စိတ်ထားကောင်းမှုကပိုးပြီးတော့အရေးကြီးပါတယ်သူပေးရထားတဲ့တောင်းကိုတောင်းကြည့်အောင်လုပ်နိုင်ဖို့ကပိုးပြီးတော့အရေးကြီးတယ်ဆိုတာနားလည်ဖို့လိုတယ်ပေါ့